ကျွန်တော်ဒီအလေချမ်းနေပြုတ်ကြပြီးတော့ပိတ်နေတယ်ပြီးလို့ရှိရင်နောက်တာဆေးတွေကျွတ်နေလို့အလေကဲ Star Mobile မှာကြိုဆိုပါတယ် Redmi A5 ကိုမှကျွန်တော်တို့ဖရန်ရလဲကောင်းသေးတယ်ဘက်ကပါလဲကောင်းသေးတယ်ကျွန်တော်ဒီအလေချမ်းနေပြုတ်ကြပြီးတော့ပိတ်နေတယ်ပြီးလို့ရှိရင်နောက်တာဆေးတွေကျွတ်နေလို့အလေချမ်းပဲရှာဝယ်နေတဲ့ customer တွေအတွက်ကျွန်တော်ရှိမှာဒီ Redmi A5 ရဲ့အလေချမ်းလေးတွေပစ္စည်းလေးတွေရောက်ထားကြောင်းအလေချမ်း liner ခေါ်မှာပေါ့နော်ဒီကောင်လေးတွေပစ္စည်းလေးတွေရောက်ထားတယ်အမဲရောင်လေးရမယ်ပြီးလို့ရှိရင်ဒီလိုအစိမ်းရောင်ရမယ်လုံးဝ original quality ပဲoriginal မဟုတ်ဘူးเนาะ original quality စေးသားတွေပါလေတော်တော်လေးကောင်းတယ်ကျွန်တော်တို့လဲပြီးသွားတဲ့အချိန်ကျရင်လဲထားမှန်းတွေပါလေမသိရဘူးပစ္စည်း quality တော်တော်လေးကိုမှကောင်းတယ်အတွင်းထဲမှာကျွန်တော် line ဆွဲအားတွေလည်း line ဆွဲအားကောင်းမှုအတွက်လည်းကြိုးတွေလည်းအစုံပါတယ်ပေါ့နော်ပြီးရင်ဒီ double take လေးတွေအစားအစုံပါမယ် quality တော်တော်လေးကိုမှကောင်းမယ်ဒီ volume key တွေပါလည်းပါတယ်ကဲ volume key service ရတဲ့ volume key ပျောက်သွားလို့ volume key ဝယ်မရဘူးခက်ခဲနေရဆိုလို့ရှိရင်လည်းကျွန်တော် body တစ်ခုလုံးဝယ်စရာမလိုဘူးဒီအလေချမ်းလေးပဲဝယ်ပြီးတော့လေသုံးမယ်ဆိုရင်လည်းသုံးလို့ရပါတော့ဒီမှာ volume key ပါတယ်ဒီ finger တော့မပါဘူးညာကျော် power key ကတော့ finger နဲ့လာတဲ့ပုံမှာ power key တော့မပါဘူး volume key ပါမယ် quality တော်တော်လေးကိုမှကောင်းမယ်အယောင်က2ယောင်ရှိမယ်ဒီလိုမျိုးအစိမ်းနုအယောင်လေးရှိမယ် Redmi A5 เนาะဒီကောင်လေးဒီလိုအစိမ်းနုအယောင်လေးရှိမယ်ပြီးရင်ဒီလိုအမဲရောင်လေးတွေရှိမယ်ဈေးနှုန်းလေးတွေလည်းတက်တာတယ်ဒီကောင်လေးတွေလိုအပ်တယ်ဆိုလို့ရှိရင်ကျွန်တော် Star ဆက်ပြပါဖုန်းနံပါတ်ဖြစ်တဲ့090160 540 Viber မှာဆက်သွယ်ပြီးတော့မှာယူလို့ရပါတယ်ကျွန်တော်ဗီဒီယိုလေးကိုကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်